လိုက်တာကွာစောင့်ကန်ထဲလိုက်ဦးမယ် ငါလည်းလန့်တော့တာပဲဟိုဘလို့ဖြစ်တာလဲကွာ ဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးဟာ ချောင်းကြီး ဟေး မင်းခုနလေးတင်ပရိစိတ်နေလေအခုအရက်ကတော့ပြန်မင်းဘာဖြစ်နေဘာဖြစ်နေတာလဲလို့ဟမ် ဟဲ့ကြောင်မင်းခဏ ခွန်ကြီးပြပါ ညီပေးပါခုညီပေးပါ ဘာလဲကွာလဲလာကွာဘာကြောင့်ဒီကိုပြန်ရောက်တာလဲငါခတိကန်ကြီးတယ်ခွန်ရအတိတိခုန်ချနေရမှာကွာအတိတ်တယ်ဒီကုတင်နေမှာမတောင်းနဲ့မတောင်းနဲ့ငါဟာဒီကန်တော့ခွန်ရတိတိကခုန်ချပြီးကိုကိုတေချောင်းကြံထားတဲ့မသားကွာဟမ်အဲ့ဆိုခင်ဗျာတာနေစားတယ်ဟာလားတရေကွာမင်းတော့ငါလူဖြူစင်ရိုးတာတိတ်ပနာဖို့ကောင်းနေတရေတွေနဲ့တွေ့ရပါသေးလို့ငါဆူတောင်းပေးခဲ့ပါတယ်ကွာဘာလဲလားဆူတောင်းနေဒီတရေ